အားလုံးပဲမင်္ဂလာပါ Midnight Story Recap မှကြိုဆိုပါရစေဒီနေ့မှာတော့ဆွဲဆောင်မှုအပြည့်ရှိတဲ့အမျိုးသမီးလူသက်သမားညီအမနှစ်ယောက်နဲ့ဆုံထောက်မလေးတို့ရဲ့ခေတ်ရှေ့ပြေးနည်းပညာမြင့်တိုက်ခိုက်မှုတွေနဲ့အတူတစ်ခေတ်တစ်ခါကပရိသတ်တွေကိုအသေးရစေခဲ့တဲ့ဟောင်ကောင်အရှင်မဟာလက်ရာကြီးစခိုးဆိုအမှုစိတ်ဆုံးဘားရှင်းနဲ့တင်ဆက်ပေးသွားမှာပါဇလန်းဆောင်မှာတော့အာရှရဲ့အကြီးဆုံးနည်းပညာလုပ်ငန်းစုကြီးရဲ့ရုံးချုပ်တစ်ခုလုံးခြောက်ခြားသွားစေမဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်ကုမ္ပဏီဥက္ကဋ္ဌချောင်စစ်မင်ဟာတက်တော်ဆောင်ရာချီနဲ့ဝန်းရံထားတဲ့ကြားကနေကွန်ပျူတာစနစ်တွေအကုန်လုံးစက္ကန့်ပိုင်းအတွင်းလျှို့ဝှက်ထိန်းချုပ်ခြင်းခံလိုက်ရပါတယ်။ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာအကြောင်းကွန်ပျူတာ virus computer angel ဆိုတဲ့သင်္ကေတလေးပေါ်လာပြီးလုံခြုံရေးကင်မရာတွေအကုန်လုံးမှောင်မိုက်တိကျသွားခဲ့ပါတယ်။ဒါကိုအခန်းချင်းလေးတွေကနေပါရမီရှင်ဟက်ကာညံနဲ့ထိန်းချုပ်နေတာကတော့ညီမငယ်လေးအာရှူပဲဖြစ်ပါတယ်။ကင်မရာတွေပိတ်သွားတဲ့အခိုက်အတန့်မှာပဲအကြည့်တွေနဲ့တင်လူသက်နိုင်တဲ့အမားဖြစ်သူလင်းဟာရုံးခန်းလေးကိုစိတ်ဝင်လာပြီးတက်တော်ဆောင်တွေကိုကိုခံပညာစမ်းတွေနဲ့ချက်ချင်းဆက်သိမ်းပေးလိုက်ပါတယ်။ပြီးနောက်တစ္ဆာဖောက်ကုမ္ပဏီဥက္ကဋ္ဌကိုသူမရဲ့လက်ဗလာနဲ့တင်ရဲရဲဆက်ဆက်အသက်ပြောက်အောင်အဆုံးစီရင်ပစ်လိုက်ပါတယ်။သူတို့ညီမနှစ်ယောက်ဟာငငယ်ကလေးကမိဘတွေကိုရဲရဲဆက်ဆက်တက်ဖြတ်သွားခဲ့တဲ့ရန်သူတွေကိုလိုက်လံကလဲစားချေဖို့အတွက်ဖခင်ဖြစ်သူတီထွင်ခဲ့တဲ့ကဘာကျော်ဂျိုလူထောက်လန်းရေးစနစ် World A ကိုတုံးပြီးအမှောင်ထုတဲကလျှို့ဝှက်လူသက်သမားတွေအဖြစ်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဒီလိုထူးဆန်းဆန်းနည်းပညာမြင့်လှုပ်ကြံမှုတွေကြောင့်အာဏာပိုင်တွေခေါင်းခဲနေချိန်မှာရဲတပ်ဖွဲ့ကပါရမီရှင်စုံထောက်မလေးကုံကိုဒီအမှုကိုအပြည့်ရှင်းဖို့တာဝန်ပေးလိုက်ပါတယ်။ကုံဟာရိုးရိုးရဲတွေလိုမဟုတ်ပဲနီးပညာကိုလျှက်စီးလိုနားလည်ပြီးထက်မြက်စမတ်ကြပြီးကိုခံပညာမှာလည်းအာရှတခွင်ဒူးထောက်ရလောက်အောင်တော်သူပါကုံဟာကျောင်းကွန်ပျူတာဗိုင်းရပ်စ်ရဲ့လှုပ်ရှားမှုတွေကိုတံပြန် hack လုပ်ရင်းနဲ့ညီအမနှစ်ယောက်ရဲ့နောက်ထပ်လုပ်ကြံမှု mission တစ်ခုကိုကြိုတင်တွက်ဆပြီးတွားရောက်ပိတ်ဆို့ခဲ့ပါတယ်အဲ့ဒီမှာအမဖြစ်သူလင်းနဲ့စုံထောက်မလေးကုံတို့ဟာဓာတ်လေကားချင်းချင်းလေးထဲမှာထိတ်တိုက်ရင်ဆိုင်တိုးမိပါတော့တယ်နှစ်ယောက်လုံးဟာအမျိုးသမီးတွေဖြစ်ပေမဲ့သူတို့ရဲ့တိုက်ကွက်တွေကယောက်ျားရည်မကြီးတွေတောင်အသက်လူရလောက်အောင်ပြင်းထန်လွန်းတဲ့လက်သီးချင်းခြေချင်းရှင်ပြိုင်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့လင်းဟာကုံရဲ့လက်ထဲကနေတီတီလေးလွတ်မြောက်သွားခဲ့ပေမဲ့စမတ်ကြတဲ့ကုံကြောင့်ရဲတပ်ဖွဲ့ကသူတို့ရဲ့လျှို့ဝှက်စခန်းတီနေရာကိုစတင်ရိပ်မိသွားခဲ့ပါပြီဒီလိုအန်ရီရီကြားထဲမှာပဲညီအမနှစ်ယောက်ကြားမှာဘဝကံကြမ္မာကိုပြောင်းလဲစေမဲ့သဘောထားကွဲလွဲမှုတွေကအကြီးအကျယ်စတင်လာပါတော့တယ်အပြင်ထွက်ပြီးရန်သူတွေကိုကိုယ်တိုင်တက်ဖြတ်နေရတဲ့အမားဖြစ်သူလင်းဟာဒီသွေးစွန်းတဲ့ဘဝကြီးကိုယွန်ရှာမုန်းတီးနေရှာပါပြီအထူးသဖြင့်သူမရဲ့အကြောင်းတုံးကချစ်သူဟောင်းချမ်းအန်နဲ့မမျော်လင့်ပဲပြန်လဲဆုံတွေ့ခဲ့ပြီးနောက်ပိုင်းမိန်းကလေးတစ်ယောက်ရဲ့တာမန်ပျော်ရွှင်မှုတွေအိမ်အောင်ရေးသေးဟူတဲ့အေဂျင့်တဲ့ဘဝကိုသူမပုံမတန်းတလာခဲ့ပါတယ်ပြန်ရောက်တဲ့အခါလင်းဟာညီမဖြစ်သူအာရှူရဲ့ရှေ့မှာမျက်ရည်တွေအဝိုင်းသားနဲ့အာရှူအမတို့လူသက်ရတဲ့အလုပ်တွေကိုတော်ကြရအောင်အမတာမန်မိန်းကလေးတယောက်လိုပဲအေးချမ်းချမ်းနေကျင်တော့တယ်လို့ရင်ကွဲမတက်တောင်းဆိုပါတော့တယ်။ဒါပေမဲ့မိဘတွေရဲ့နာကြီးချက်ဒေါသမပြီးသေးတဲ့အပြင်ကွန်ပျူတာနည်းပညာတွေနဲ့အလုပ်ဖြစ်နေတဲ့ညီမဖြစ်သူအာရှူကတော့အမရဲ့စကားကိုလက်မခံခဲ့ပါဘူး။အမမလုပ်ချင်ရင်နားလိုက်ကျမတယောက်တည်းဆက်လုပ်မယ်ဆိုပြီးခေါင်းမာမာနဲ့ညှင်းခုန်ခဲ့ကြပါတယ်။ဒီလိုနဲ့အချင်းချင်းအသက်ထက်ချစ်တဲ့ညီမနှစ်ယောက်ကြားမှာတန်ရောစင်တွေကွဲအပ်ပြီးစကားနာခွန်းတွေဆိုကလမ်းခွဲမိခဲ့ကြတာဟာနောက်ဆုံးမှာတော့ပြန်ပြင်လို့မရမယ့်အမားကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့သူတို့ကြုံမသိခဲ့ကြပါဘူး